လူမိုက်တယောက်ကဆရာကိုမြားတို့နဲ့ပြစ်ပေါက်လိုက်တာကိုမိန်းကလေးတယောက်မြင်တွေ့သွားပါတယ်။သူမဟာချက်ချင်းပြေးထွက်သွားပြီးအဲ့ဒီမြားတို့ကိုလေထဲမှာတင်ဖမ်းယူလိုက်ပါတယ်။ဘသူမှတုတ်ပြန်ရုံများမရှိသေးခင်မှာပဲထိန်းချုပ်မရတဲ့ကားတစ်စီးကဆိုးစီကိုအရှိန်ပြင်းပြင်းနဲ့ထပ်မံဦးတည်လာပြန်ပါတယ်။ဒါကိုမြင်တော့မိန်းကလေးကဒေါသတကြီးဖြစ်သွားပြီးဆရာကိုကာကွယ်ဖို့ရှေ့ကိုတစ်ကြိမ်ထပ်တိုးကားကိုတားဆီးလိုက်ပါတယ်။ဘေးကကြည့်နေသူတွေဟာအံ့အားသင့်လို့မဆုံးဖြစ်နေကြစင်မှာပဲမိန်းကလေးကသူမရဲ့မော်စွမ်းရင်တွေကိုထုတ်သုံးလိုက်ပါတော့တယ်ကားတစ်စီးလုံးဟာစတီယာရင်ပြီးပဲကျွန်တော်တဲ့အထိပြကျသွားပါတယ်ကားမောင်းသမားကတော့သူဟာမိစ္ဆာတကောင်နဲ့တိုးပြီးအမှတ်နဲ့အသေးအတန်ကြောက်လန့်တကြားထွက်ပြေးသွားပါတယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးကဆီးဦးမှာကျိန်စာတင်နေတာကိုသတိထားမိသွားပါတယ်အကျဉ်းနာတက်တဲ့အဲ့ဒီမိန်းကလေးဟာဆရာကိုအဲ့ဒီကန်ဆိုးမှုတွေကနေအပီးတိုင်လွတ်မြောက်အောင်ကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်မိန်းကလေးနဲ့ဆရာဟာသူ့ရဲ့အိမ်ကိုပြန်လာခဲ့ကြပါတယ်သူမဟာခွန်အားကြီးတဲ့လူလက်ပိုင်းမျိုးသား30ယောက်ကိုဆင့်ခေါ်ပြီးဆရာကိုဝိုင်းပတ်ထားစေပါတယ်ဆရာကတော့မိန်းကလေးဟာလုံးဝအားကိုးလို့မရဘူးလို့ထင်နေခဲ့တာပါအဲ့ဒီအချိန်မှာပဲမိန်းကလေးကဂါထာမန်တန်တွေရွတ်ဖက်လိုက်တဲ့အခါဆရာရဲ့ကိုယ်ပေါ်မှာကက်ညိနေတဲ့မကောင်းဆိုးဝါးစွမ်းရည်တွေဟာသူ့ကောင်းပေါ်ကိုချက်ချင်းလွတ်တက်သွားပြီးဝိုင်းထားတဲ့အမျိုးသားတွေကလည်းသူတို့ရဲ့စွမ်းအားတွေကိုကျူးရဲ့ခန္ဓာကိုယ်တွေကိုပို့လွတ်ပေးခဲ့ကြပါတယ်မိန်းကလေးကဂါထာကိုရွတ်ဆိုရင်းရှေးဟောင်းနှစ်ဖျားမတပါးကိုထပ်မံပစ်ဆောင်ပြီးသူတို့နှစ်ဦးပူးပေါင်းကထိုးလူပေါ်ကြားရောက်နေတဲ့ကျင်းစာကိုဖြည့်ဖြက်ပေးလိုက်ပါတယ်ကျင်းစာပြေသွားတာနဲ့ကျော်ဟာချက်ချင်းတူးထောက်ပြီးကျေးဇူးတင်တဲ့အနေနဲ့မိန်းကလေးရဲ့လက်ကိုနှမ်းရှုပ်ပါတော့တယ်ဒါပေမဲ့မိန်းကလေးကယွန်ရှာတလူမျိုးလက်ကိုချက်ချင်းပြန်ဆွဲယူလိုက်ပါတယ်ဘာလို့လဲဆိုတော့ဆီယိုရဲ့ဖခင်မှာအနေရရှိနေတယ်ဆိုတာကိုသူမထပ်မံအာရုံရလိုက်လို့ပါသူမဟာဆီယိုကိုအဆောက်အဦအပြင်ဘက်ကိုချက်ချင်းခေါ်ထုတ်လာပါတယ်ဒါပေမဲ့မိန်းကလေးရဲ့တွာလာရေးရင်ကိုမြင်တဲ့အခါဆီယိုတယောက်စွန့်သွားရပါတယ်မိန်းကလေးကအချိန်မရှိတာကြောင့်ဘာမှရှင်းမပြတော့ပဲဆီယိုကိုကစားစရာကားပေါ်တက်ဖို့ပဲပြောလိုက်ပါတယ်အဲ့ဒီနောက်မိန်းကလေးကအော်ဟစ်လိုက်တာနဲ့အဲ့ဒီကစားစရာကားလေးဟာလေးပွေလိုအရှိန်နဲ့ပြေးထွက်သွားပါတော့တယ်ဖော်ရှိကားမောင်းသမားတယောက်ဟာကစားစရာကားလေးကသူ့ကိုကြော်တက်သွားတာကိုမြင်ပြီးအံ့အားသင့်သွားရပါတယ်ကစားစရာကားတစ်စီးကသူ့ရဲ့ဖော်ရှိထက်ပိုမြန်နေတာကိုသူမယုံနိုင်အောင်ဖြစ်နေပါတယ်အခြားတစ်ဖက်မှာတော့လူတိုင်းကဆီယိုရဲ့ဖခင်ကြီးတည်ဆုံသွားပြီလို့သတ်မှတ်နေကြပါပြီအဲ့ဒီအချိန်မှာပဲမိန်းကလေးကကစားစရာကားလေးကိုမောင်းပြီးရောက်လာပါတယ်သူမကကားပေါ်ကခုန်ဆင်းပြီးအဖိုးအိုမသေးသေးဘူးလို့ချက်ချင်းပြောလိုက်ပါတယ်။ဆရာရဲ့ညီဖြစ်သူကတော့သူမစကားကိုမယုံတင်မကပဲသူ့ဖခင်တေဆုံးသွားတာကြားပြီးဖြစ်ကြောင်းနဲ့အမွေအားလုံးကိုသူ့ကိုပေးခဲ့ကြောင်းပြောဆိုပါတယ်။အမွေဆိုတဲ့စကားလုံးကိုကြားလိုက်ရတဲ့အခါမိန်းကလေးဟာဒါတွေအားလုံးဟာဆီယိုရဲ့ညီဖြစ်သူကအကွက်ချစီစဉ်ထားတဲ့ပူပေါင်းကြံစည်မှုဆိုတာကိုချက်ချင်းရင်းမိသွားပါတယ်။ဒါကြောင့်မိန်းကလေးဟာသူမရဲ့မော်တက်ကိုဓာတ်ရိုက်အသုံးပြုပြီးအဖိုးအိုကိုအသက်ပြန်သွင်းပေးလိုက်ပါတော့တယ်။